မရောချကြတာရှိပါတယ်အဲ့ဒါရဘာပြောကြရှိတယ်ရှိတယ်ထဲပြောရှိရပြောပို့ဝင်လေးပြောအေးအားလုံးကအခုလူဟောင်းတွေမပါဘဲနဲ့လူတိတိကြီးတွဲခေါ်လို့လည်းရပါတယ်ရွာသားတွေကသဘောတူပါတယ်နော်အစ်စ်ကိုပဲလုပ်ခဲ့တဲ့လူဟောင်းဆိုတာလည်းကြာပါပြီနော်အခုဖွဲ့စည်းပုံကလည်းအားလုံးကြီးကြေးရွာတွေမှာအစ်စ်ကြီးတွေလောက်တာဖြစ်တဲ့အတွက်အားလုံးအစ်စ်ကိုပဲသဘောကျပါလေအားလုံးလူဟောင်းကတော့ကျွန်တော်တို့နားသိကြပါလေလုပ်ခဲ့တဲ့ဖြစ်သားလည်းများပါပြီရွာသားတွေရဲ့သုံးချက်ချက်နဲ့လည်းကျွန်တော်တို့အတူတူပြင်ကြလို့မရဘူး။ဒီကကျွန်တော်တို့အုပ်ချုပ်ရေးဘွဲအစင်းရကျွန်တော်ကြားတာရရတရားမှာရှိတဲ့ရမရဖအမားနဲ့ဆွေးနွေးတိုင်ပြီးရရကိုဆောင်ရွက်မှာဖြစ်တဲ့အတွက်ရမရဖရဲ့သဘောထားသုံးချက်ချက်လည်းကျွန်တော်တို့ချက်တော့ငါဆောင်တယ်နည်းနည်းပြောရတင်ပြချင်တယ်။ဒါကြောင့်ဆိုရင်ရွာတရားမှာရွာလူကြီးဆိုတော့အားလုံးကတခါနဲ့အတိလေးလဲတော့ဒီလိုတော့အခက်ခဲများရှိမလား။နောက်ပြီးမှအခုဒီအုပ်ချုပ်ရေးဆိုင်ရာသူတို့ခြေဆက်လုပ်တော့မဲ့လုပ်ငန်းတွေပါရများရှိတယ်လေ။အဲ့ဒါလုပ်ငန်းတွေကိုရရရွာရဲ့တိုးတက်မှုအလုပ်တွေဘယ်လောက်များရှိတယ်လဲအဲ့ဒါမလို့မသိဘူး။အဲ့ဒါအလုပ်ကိုတခါနဲ့အတိတွေပဲဆက်လုပ်တော့လို့ရှိရင်ဒီအတိတွေတော့ဒီတိရှိကြလဲအားနေမယ်တဲ့အဲကြောင့်ကတင်းတော်ရဲ့ဒီ90ရင်မှုရာရင်မှုတန်ရတော့လေးမယ်ဆိုရင်ချင်းမယ်ဆိုရင်နောက်တစ်ခါမှလုံးကောင်းမလားလို့ဆက်ဆက်လူတိတွေကိုသူတို့ကအနေနဲ့လက်တွေ့မှသူတို့ကြွချင်မှုမလားတုံးလားဟာပါတော့အဲ့တော့လည်းဆိုတော့သူတို့အနေနဲ့အလုပ်ငန်းကိုနည်းနည်းကြွချင်လာတဲ့အခါခါနဲ့လွေးပြင်းကောင်းမလားခါနဲ့လူကအတိကြီးပဲဆိုတော့နည်းနည်းအခက်အခဲများရှိမလားလို့ကျွန်တော်အဲ့လိုတင်ပြအောင်ဒီတင်ပြပြရတယ်အေးဘာကဒီရွာမှာဆိုတော့ဆက်တော့ဖြစ်ပါလေနော်ဖွဲ့စည်းပုံသူပြည့်တဲ့အတွက်ကွန်မြူနီလောက်ခဲ့တာကနှစ်ပေါင်းများစွာရှိပါပြီရရအတွက်ဆိုတာကဘာကတစ်ချက်မရှိရွာပုံခွေလို့ဇွန်လက်ချောင်းမရှိနော်ဖြစ်နေတဲ့အတွက်ကြောင့်မို့ရွာသားကြီးတရားမှကိုအလူမရှိတော့ပါဘူးကျမနဲ့နီးလူမေးပါဒီသူလူတို့မေးပါနော်အခုကွန်မြူနီဒီနေ့တည်းတနစ်ကြာရင်တနစ်လုံးမဲ့အတွက်ကျမတို့ရွာအတွက်ကိုဒီတက်လုံးမဲ့တနစ်ကလေးကိုနားနေကောင်းလုပ်ချင်တယ်ဒီလိုနောင်းနေကျမတို့လုပ်ချင်တယ်လူကြီးကိုကျမတောင်းဆိုခဲ့တယ်နော်တောင်းဆိုခဲ့တာဖြစ်မလာပါဘူးအခုဘုန်းကြီးရဟန်းကြွားတယ်ဘွက်တင်ကြီးလည်းပဲရေတွေတွန်းပြီးတော့ဆင်းတယ်ဒါတွေကဒီရွာမရဖတ်တွေကမြင်ပါတယ်အားလုံးမြင်ပါတယ်ရွာမရဖတ်တွေကဘယ်သူကပြောနိုင်တယ်လေအဲ့လူကြီးကိုရွာမရဖတ်ပြောနိုင်ကြလားအဲ့လိုပြောပြရရှိကြလားမှန်ပါတယ်ရွာမရဖတ်ကသူတို့ချင်းသူတို့ဟောလို့လည်းဝါကြိုက်ထားတယ်ဖြစ်တဲ့အတွက်ကျမရွာသားကြီးကောင်းကွက်ပါလေဟုတ်တယ်ရုပ်ကတာအတွက်မတော့ဆိုပါဘူးကျမတို့နောက်တစ်ခုပြောချင်တယ်ရမရပါတဲ့ရွာအုပ်ချုပ်ရေးလက်မဖုန်းနေတာအဲ့လိုလုပ်စားရစီကငါတို့မပါဘူးလားမဟုတ်လောက်စားတယ်လို့မပြောပါဘူးဒါပေမဲ့ဆယ်အိမ်မှုကနေပြီးတော့ရမရပါတဲ့ဘယ်လိုပါလားလို့တော့ကျမတင်ပြပြပြီနော်ဥပခက်ရောက်လာပါပြီနော်ဒီရွာမှာနော်ဖွံ့ဖြိုးနေတဲ့ရွာကလေးကိုဘုန်းကြီးရဟန်းနေအရင်ကတပါးကြွတယ်အခု10ပါးကြွတယ်ဘွက်တွေချွန်းနေဒါရီဟာကျမကိုယ့်အိမ်ကစီရတဲ့ကြောက်ခဲစုအုတ်ခဲကျုပ်စုပြီးတော့ကျမခင်းရတယ်ဒီနေ့ချောင်းကကျမအဘက်မကြီးရွာချင်မှာလားတရားစခန်းသွားရချင်မှာပ
ပြီးကကြီးတွေမှာဒီနားနေရကြောက်ပေါ်နေပြီလားခင်းထားတာကုလူကားစနစ်နဲ့ခင်းထားတာသူတို့ဆယ်မှုတွေဘယ်သူမှခင်းမပြပါဘူးကြောင်မရဖတ်တွေဘယ်သူမှအကြမ်းမပြုတ်ပါဘူးမပြုတ်တဲ့အတွက်ကျမပြန်တဲ့အခါမှာဘွက်ကြီးကြီးလည်းကျမတို့ရှေ့မှာဘွက်ဖြစ်နေပါလေဒါဒီကြောင်မရဖတ်မြင်နိုင်ပါလားဘယ်သူတွေကပြောနိုင်တယ်အဲ့ဆယ်မှုတွေကိုကျမပြောတယ်အဲ့ဒီခွန်ကြီးပဲဒီရွာသားတွေကကြိုက်တယ်မကြိုက်ဘူးဆိုတာကိုအထောက်ချအဲ့ဒါမှယူပါသူများရွာမှာလည်းနားနေကြပါပြီဒီအတက်ဆိုတာလည်းမလုပ်ခဲ့ရမလုပ်ခခဲ့ရဘာမှမရှိဘူးခရီးပေါက်ခဏတော့လုပ်တော့ပါလေခဏခဏဟုတ်တာအခုပြောတော့လူကြီးမှုပြောပါနော်ဘယ်ကိုရမရဖဆိုတဲ့ဟာကျွန်တော်ရမရဖကျွန်တော်တို့ရရရဲ့အတွက်တော့လူလာဝဲကျွန်တော်ရဖတော်ကြီးမှာစားတယ်ဟုတ်ရစားလည်းမပြောဘူးကျမစားတာမပါဘူးအားလုံးကြားပါဆက်သွားကားနာလေးကိုမကောက်လုပ်ပေးဖို့အကြံလေးပြုဖို့အကြောင်းပါခဏညင်ခုလို့တာကကျွန်တော်တို့စေဘူးခွဲဖို့လာပါစီလာပါနဲ့တာရွာမိရွာဖခွဲဖို့အမှားကအတိကျပြည်သူလူထုပါဟုတ်လားကျွန်တော်တို့ငါးလေးဒါလေးပါပဲကျန်တဲ့အားတွေကတော့လောက်အဆင့်ပေါ်ရအလူလေးနဲ့လမ်းကျိုးသွားတာကောင်းပါလေဘိုးကျွန်တော်ချက်ပြောခြင်းလေဘိုးကျွန်တော်ချက်ပြောဒီဌာနတော့အခုကျွန်တော်တို့လောက်တဲ့အစည်းအဝေးတရားဝင်ပါဘူးနော်အထက်ခွင့်ပြုချက်ဒုံရများပဲလူစုစုဝင်ဖွဲ့စည်းခြင်းနော်ဟိုရွာအစ်တဲခြင်းနောက်စုဆောင်းခြင်းလူကြီးစုဆောင်းခြင်းလုံးလို့မရပါဘူးဒါပေမဲ့ကျွန်တော်တို့ရွာကိုနားလည်မှုနဲ့လွန်းလွန်းထွေးထွေးဖြစ်အောင်ရန်ဖြစ်ဖို့ခေါ်တော့မဟုတ်ဘူးအခုကရမ်းရပါတစ်ဖက်ရွာသားတစ်ဖက်ရန်ဖြစ်တဲ့အနေထားနဲ့ကျွန်တော်တို့ရွာတော့အကြီးပြန်ပါတယ်နောက်ချက်ယုံနဲ့မှအဲ့လိုရန်ဖြစ်ပါနဲ့ဒါကျွန်တော်ယုံမကြိုက်ပါဘူးရန်ဖြစ်ပါဘူးဖြစ်ပါဘူးဒါတင်ပြတာအထူးမှုတင်ပြတာခုရတဲ့မှုပိုင်းကိုကျွန်တော်လုံးခင်းမှာဖွဲ့စည်းတာအဲ့ဒါနဲ့ပဲဖွဲ့ရမှာကျွန်တော်ဒီထဲဖွဲ့လို့ရမဟုတ်မနေ့ကကျွန်တော်ပြောအောင်ကျွန်တော်မသိဘူးလေအဲ့တော့ဟိုလို့ရမ်းမြဖတ်ဆက်တော့အဲ့ရမရဖတ်ကျွန်တော်မသိဘူးဒီလေကိကလို့ဖွဲ့ဝင်လာဟုတ်မဟုတ်ဘူးဒါဒီကတရားဝင်ညွှန်ကြားချက်မရှိဘူးအဲ့လိုဒီပြမလားမဖြစ်ဘူးဒါပေမဲ့ကျွန်တော်တို့ကရရအောင်ပြောတော့ကျွန်တော်ပြောတော့မယ်ဟုတ်ကဲ့ခုခင်ဗျားတို့လုံးနေတာခင်ဗျားဖွဲ့စည်းတယ်ခင်ဗျားတို့စုတယ်ကျွန်တော်သိရလားတော့ဘယ်ကောင်းနေလဲကျွန်တော်ကအားလုံးတောင်းပန်နေတော့လူကြီးတွေရောဒါကျွန်တော်ရဲ့တာဝန်ဝတ္တရားအရကျွန်တော်ပြောရမယ်ဆိုရမယ်ကျွန်တော်ပြောရမှာဘာဘယ်သူလားတိုင်နေတာရှိတယ်တဲ့ပြောခွင့်ပြုချက်ရမနေ့ကဦးတော်အောင်သွားမေးတယ်ဦးတော်အောင်လည်းငါဘာမှမသိဘူးတဲ့ဒီကောင်ကဒီလိုပဲလုံးချင်တိုင်းလုံးနေလို့ရတာပြောရတယ်ပြောတော့အေးချမ်းနေတဲ့ထင်လို့ကျွန်တော်တို့ဘာတခွင်းဝင်ပါတာရှိတယ်ရဲရဲရွာရေးကိစ္စကိုဝေးကူပေးနေတာပဲရှိတယ်ခင်ဗျားတို့နည်းနည်းများတယ်ခင်ဗျားတို့လည်းများတယ်ကလေးတွေမဟုတ်ဘူးထိုက်တက်တဲပြီးတော့လည်းမခိုးကြုံကျွန်တော်တို့လူပဲဆိုရင်ကိစ္စမရှိဘူးဒီနေရာမှာကျွန်တော်အသက်ငယ်နေမယ်တွားကြထိုးတယ်လေးဖြစ်နေမယ်တာဝန်ဝတ္တရားအကြီးဘာလာပြောဘယ်သူလားပြီးတင်ပြတာရှိတယ်ဘယ်သူလားပြောသတင်းပို့တာရှိတယ်ကဲပြောခုတော့မှဖိတ်တာခင်ဗျားတို့ဒီဖိတ်တာရလားခုကျွန်တော်ဖိတ်တာတရားမှမလားမပေးဘူးအဲ့ဒါဘာသဘောလဲပြောခင်ဗျားဘာလို့မပေးရကျွန်တော်အားလုံးဝေခိုင်းပါဘယ်လိုမဆိုင်တာဘယ်လိုဝေရလဲမှန်တယ်ဘယ်လိုတော့ရလဲကိုတို့ဦးဆောင်မှဝေခိုင်းတာပါအားလုံးဝေခိုင်းတာပါဘာခဲခဲရမှာခင်ဗျားဘာဆောင်စကားများလာကြောခင်ဗျားဘာကွန်ပလိန်းလာတဲ့ဝေးဒီကမှာဘယ်လိုတောင်းရှိတော့လဲခုပဲလို့စားရဲ့ကျွန်တော်ရှိတောင်းမလားဘူးဘယ်လိုအကြည့်ဆုံးလဲခိုင်းရမှာဘာခဲခဲရမှာဟိုလို့လိုက်ဘိုးကြီးထိုင်ပါဘိုးကြီးအစားရကိုဘာလို့ခင်ဗျားတို့ဖက်စားတော့လာမဝင်ကြရတောင်းတော့နေတောင်းတော့ဘိုးကြီးမှန်တယ်ဟုတ်လားဘိုးကြီးဟိုရမ်းရပါဆက်ငါခင်ဗျားတို့ကဒီနေရာမှာဖြူသွားတဲ့ဆိုတဲ့နေရာပြဘိုးရပြီဘိုးရခုလက်ကတော့ဒီကျွန်တော်တို့မှအပ်ထားတာအကားလွင့်နေတာမဟုတ်ဘူးဘိုးရပြီဘိုးရရောဘိုးကြီးဟုတ်အဲ့ဒါဘိုးကြီးထိုင်ပါဘိုးကြီးဟောအဲ့လိုရကိုရမ်းရပါဆက်သွားကဲဒီကိစ္စတို့ချစ်အဖြစ်အစားကနေ
မဟုတ်ရပြီကိုရအချိန်ရှိသေးတယ်အချိန်ရှိသေးတယ် အခုဘူကြီးကကျွန်တော်ကထင်နေတယ် ကိုလေးတော့လည်းငါကြောက် ဒီကိစ္စမှာကျွန်တော်မသိဘူးမသိတဲ့အခါကျွန်တော်ကသူ့ကိုကြောက်သားရောင်းပေးလို့လာတယ်လာတဲ့အချိန်မှာသူတို့လူစုနေတယ်အဲ့အချိန်မှာကျွန်တော်ကကိုယ်လည်း ရရဲကိုအဲ့ဒါရောကိစ္စရောကိစ္စကိုကျွန်တော်ပြောရင်နားတော့ရောကိစ္စအခုရောကိစ္စအချိန်ရှိသေးတယ်ရောကိစ္စလို့ပြောတယ်ကျွန်တော်ပြောနေတာ ဘူကြီးကတော့ထင်နေတယ်ခံစားရတယ်ရွာသားရှိမှ ရမရပါသွားရ အားလုံးပုံမှန်မကနဲ့ဟိုကမေးမကနဲ့ ရမရပါသွား ရဲမလို့လား အချင်းရှိသေးတယ် ရောက်မှာဖိတ်တာမှန်နေ ရမရပါဆက်သွားရ ဘယ်ဟုတ်ဖိတ်စာဖိတ်စာကိုမလာဘူးတော်တော်ရိုင်းနေတော့ ရဟိုကနေတော့ဆုံးတော့ရမရပါ ဒီမှာအကြီးဆုံးပဲ ဟုတ်တယ် ဒါတော့ကျွန်တော်ခွင့်ပြုချက်ရမှာခင်ဗျားတို့လူစုခွင့်ရှိတယ် တုံးသက်ပြီးတယ်လေးတော့တုံးသက်ပြီးတယ် နော် ဒါမှကျွန်တော်တို့ပြန်ပြောဒီရွာမီရွာပါဥက္ကုံကားနဲ့ဥတော်ထုံဥဝင်းပြင်းဥကတွဲဥရည်ချမ်းဥဖုံထုံဥထုံးစိတ်ဥကတော့ဥထုံးလူဥတော်လည်းဥကြည့်ဘူးဆက်တယောက်ပါဒါအခု ဆက်တယောက်တည်းကကျွန်တော်အခုတခါရလုံးမရောကကျွန်တော်ရာရင်မှုနဲ့ရမရပါအမာကန်9ယောက်ဆိုတော့ကျွန်တော်တို့အဲ့လိုတောင်းတာရှိပါတယ်ဒီတတွဲလုံးမတောင်းဘူး ဒီ ဆို တ တော့ တွဲကကျွန်တော်တို့ ကျွန်တော်လိုချင်တာအမာကန်9ယောက်လည်းချက်တော့ရေးပေးတယ် 9ယောက်ကတော့ဥက္ကုံကားနဲ့ဥဒတွဲဥရည်ချမ်းဥဝင်းပြင်းဥတော်ထုံဒါ9ယောက်နောက်ကတော့ဒါဒီကပေါ့ဒုတိယဆင်းရတော့အဲ့မှာ မတရားအတင်းအဖွဲဖွဲစည်းတဲ့ဆက်ခွင့်1ဆက်ခွင့်2ဆက်ခွင့်1ဆိုသေးတာဒီနားရဲ့တစ်ခါပြစ်တက်လို့ရတယ်အဲ့ဒါခေါင်းဆောင်ရေးဆိုတဲ့အဓိပ္ပာယ်ဆက်ခွင့်1ဆိုတာနောက်ကကျွန်တော်တီးလို့တရားဥပဒေလမ်းကြောင်းအတိုင်းတော့ကြထေကြလို့လွတ်တဲ့သားနဲ့မပြန်ဘူးဆိုဒီကောင်